စပိန်တငယ်ချင်းဆိုပြီးထထတွန်ဘဲကိုနှိုင်မိခဲ့တဲ့ဝိုင်းစုခံတဲ့ပရိသတ်ကြီးရဲ့အခုတလုံးဆိုရှင်မှာပွဲထားနေတဲ့တဲ့င်းကတော့ကိုကြီးစားသူများစနိုက်ကျော်သူများကြီးစားကိုအားစနိုက်ကျော်နဲ့ဘာဒီမန်းကိုမသိတော့ပါဘူးနော်အချစ်တကူမှာသူများကြီးစားကိုစနိုက်တာဟာအတော်လေးဆိုပါတယ်တစ်ဖက်ကောင်မလေးချစ်ခံရတယ်လို့မျိုးကိုလည်းချစ်ခံမယ်ထင်တဲ့သွားစနိုက်ရင်တော့အဆက်ကွဲတာပဲဖတ်တင်ပါတယ်နော်ထထထွန်းရဲ့ရီစာလွင်မိုးကိုဝိုင်းစုကစနိုက်တယ်ဆိုပြီးတဲ့င်းတွေထွက်ပေါ်လာခဲ့ပြန်ပါတယ်ဒီတည်င်းကတော်လေးဆိုရပြီးအမြဲတမ်းဖောက်ပြန်ခံနေရတဲ့ဝိုင်းစုကအခုကြဘလို့ဖြစ်တာလဲဆိုပြီးပြောဆိုနေကြပါတယ်။တချိန်ကထထထွန်းတဲ့ဝိုင်းစုတို့ဟာအရန်ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်ကြပါတယ်။တန်မိုးကြီး iPhone တွေတောင်လက်ဆောင်ပေးခဲ့တဲ့အထိအတော်လေးချစ်ကြတဲ့တငယ်ချင်းတွေဖြစ်ပါတယ်နော်။အရင်ကတပူးပူတွဲတွေ့ရပြီးမြလေအခုနောက်ပိုင်းတွဲသွားတွဲလာမရှိတော့တာတတိထားမိကြမှာပါနော်။အခုလိုမျိုးထထထွန်းချစ်သူလွင်မိုးကိုစနိုက်တယ်ဆိုတဲ့တဲ့င်းဟာဘေးလူပြောစကားတွေကြောင့်ပေါ်လာခဲ့တာဖြစ်ပါတယ်။လူမိုးနဲ့ဝိုင်းစုတို့ဟာတိတ်ပုံတွဲနေကြတာဖြစ်ပါတယ်။အနုပညာတိုင်းဝိုင်းမှာပေါ်တင်တွဲသွားတွဲလာလုပ်နေပြီးလူတိုင်းသိကြတယ်လို့ဆိုပါတယ်။တခြားသောအနုပညာရှင်တွေကလည်းကိုနဲ့မဆိုင်တော့စိတ်ဝင်စားပဲနေကြတာသူကတော့ထထထွန်းဘက်ကနာလို့ပြောတာလို့ဆိုပါတယ်။ဒီတော့ပြိတ္တကြီးရဲ့ဘသူရဲ့ချစ်သူကိုမှစနိုက်တာမကောင်းပါဘူးနော်။ပုံရင်ပေါ့ဟုတ်ရင်ကြောဆိုတယ်လို့ပဲမမှန်ပဲနေတော့လိုင်းပေါ်ဘသူမှမတင်ပါဘူးနော်။မှတ်ချက်လေးတွေကိုပြောပြပေးခဲ့ကြပါအောင်ရှင်။ဖန်နီယိုဟိုတယ်လိပ်စာပေးပြီးဖောက်ပြန်နေတဲ့ချစ်စမ်းရဲ့အကျင့်ပြတ်မှုကိုချပြလာတဲ့ချစ်သူကောင်မလေးပရိသတ်ကြီးရဲ့အချစ်တော်ပြန်ဟန်ဆောင်ပြီးနောက်ွယ်မှာတော့ပရိသတ်ကောင်မလေးတွေကိုမြှူဆွဲခါဟိုတယ်ခေါ်ပြီးအလွဲသုံးစားလုပ်နေတဲ့ချစ်စမ်းရဲ့တဲ့င်းကတော့တကယ်ကိုရွံ့ရှာစရာကောင်းလာပါတယ်အောင်စပူပွဲရဲ့ဆိုတော်တယောက်ဖြစ်တဲ့ချစ်စမ်းဟာသူ့ကိုချစ်ခင်အားပေးတဲ့ဖန်နီကိုလေးစားတန်ဖိုးထားမယ်စာကောင်မလေးတွေကိုဟိုတယ်လိပ်စာတွေပို့ပြီးအခန်းယူခိုင်းတဲ့အထိယုံညံ့ခဲ့တာကိုသူ့ရဲ့ချစ်သူအောင်ဖြစ်သူကအထောက်ထားတွေနဲ့တကွာဖွင့်ချလာခဲ့တာဖြစ်ပါတယ်။အချိန်မှဖောက်ပြန်ရုံနဲ့မကားပဲအမျိုးသမီးတယောက်ပေါ်မှာပါနှိပ်စက်ညှဉ်းပန်းပြီးတွေးထတန်ယူဖြစ်အောင်လုပ်ခဲ့တာကတော့ယောက်ျားကောင်းတယောက်ရဲ့လုပ်ရမဟုတ်တာသိကြပါပဲ။အခုလိုမျိုး screen shot တွေဓာတ်ပုံတွေနဲ့တကွာပေါ်ထွက်လာတဲ့သတင်းတွေကြောင့်ချစ်စမ်းကိုအားပေးခဲ့တဲ့ပရိသတ်တွေကလည်းအကြီးကျယ်စိတ်ပြက်လက်ပြက်ဖြစ်ကုန်ကြမှာပါနော်။အထူးသဖြင့်မော်လမြိုင်မှာကပြနေတဲ့အချိန်တုန်းကဖန်ကလေးတယောက်ကိုအခန်းယူခိုင်းပြီးပွဲပြီးတာနဲ့ခိုးကြောင်ခိုးဝက်သွားခဲ့ရဆိုတဲ့သတင်းကတော့အတော်လေးကိုဆက်ဆုပ်စရာကောင်းပါတယ်။အောင်စပူလိုဂုံတိတ်ခါရှိတဲ့သတင်းဖွဲ့ကြီးအတွက်တော့ဒီလိုလူမျိုးဟာအမဲဆက်တစ်ခုလိုဖြစ်နေပါပြီ။ချစ်သူအောင်ကတော့သူမဘက်ကတိခတ်နိုင်စွာကုံသွားပြီဖြစ်လို့ဒီတက်ပူတဲ့တက်သေးတွေကိုပါထပ်မံတင်ပြသွားမယ်လို့ဆိုထားပါတယ်။ဒီတော့ပြိတ္တကြီးရဲ့စာနာစိတ်ကင်းမဲ့စွာနဲ့အမျိုးသမီးတွေကိုလှည့်စားနေတဲ့ချစ်စမ်းရဲ့လုပ်ရက်တွေဟာအခုတော့လူသူကြားထဲမှာအဆက်တကွဲဖြစ်ကုန်ပါပြီ။ဒီသတင်းမှန်လားမှားလားဆိုတာ screen shot တွေကသက်သေပါပဲနော်။မှတ်ချက်လေးတွေကိုလည်းပြောပြပေးခဲ့ကြပါအောင်ရှင်။အောင်ရဲလင်းကိုလက်ထပ်လိုက်ပြီဆိုတဲ့သတင်းကိုဒီလိုပုံစံနဲ့တုံ့ပြန်လာတဲ့သိမ်မွေးတန်စင်လက်တလောလူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ TikTok နဲ့ Facebook တွေမှာအတော်လေးခရီးရိုက်သွားတဲ့သတင်းတစ်ပုဒ်ရှိပါတယ်။အဲ့ဒါကတော့နှကန်းနီမာလေးတွေရဲ့အသေးအဆွဲလူပြိုကြီးမင်းသားကျော်အောင်ရဲလင်းနဲ့တရုတ်ဆောင်သိမ်မွေးတန်စင်တို့ရဲ့ရုတ်တရက်လက်ထပ်လိုက်ပြီဆိုတဲ့ကောလာဟာလာသတင်းပဲဖြစ်ပါတယ်။ဒီသတင်းတွေပြန့်နှံ့လာရတဲ့အဓိကအကြောင်းရင်းကတော့သူတို့နှစ်ဦးအတူတူရိုက်ကူးထားတဲ့ဗီဒီယိုကလစ်တချို့အကြောင်းမှာအဲ့ဒီဗီဒီယိုထဲမှာအောင်ရဲလင်းကသိမ်မွေးတန်စင်ကိုဒူးထောက်ပြီးတော့လက်စွပ်ဆင်ပေးနေတဲ့ပုံစံတွေပါဝင်နေရကြောင်းပရိသတ်တွေကတကယ်ပဲလက်ထပ်လိုက်ပြီးလို့ထင်မှတ်မှားခဲ့ကြတာပါအောင်ရဲလင်းဟာအသက်40နာကက်လာပြီဖြစ်တဲ့လူပြိုကြီးဖြစ်တယ်လို့အခြေရေးနဲ့ပတ်သက်ပြီးတော့လေတုတ်တုတ်သိတဲ့အနေတက်တဲ့သူဖြစ်လို့ဒီသတင်းကပို့ပြီးတော့ဟိုလေးတကြောဖြစ်သွားခဲ့ပါတယ်ဒီကောလာဟလာတွေနဲ့ပတ်သက်ပြီးတော့သိမ်မွေးတန်စင်ကိုယ်တိုင်ကအမှန်တိုင်းဖြည့်ရှင်းလာခဲ့ပါတယ်အမှန်တကယ်တော့အဲ့ဒီမြင်ကွင်းတွေကရွှေဆိုင်ကြော်ညာတစ်ခုအတွက်ရိုက်ကူးနေတဲ့ရိုက်ကွင်းပေါ်ကပုံစံလေးသာဖြစ်တယ်လို့ဆိုပါတယ်သူတို့နှစ်ဦးကငယ်ငယ်လေးကလေးကရင်းနှီးလာခဲ့တဲ့အနုပညာမောင်နှမတွေဖြစ်ပြီးတော့အလုပ်တွေအတူတူတွဲလုပ်ရင်းနဲ့ကမ္ဘာစထရီမင်းနေရာကြောင့်ပရိသတ်တွေကသဘောကျပြီးတော့အခုလိုထင်ကြီးပေးခဲ့ရလို့ဖွင့်ဟသွားခဲ့ပါတယ်။ဒါကြောင့်အောင်ရဲလင်းကိုအားပေးနေကြတဲ့ပရိသတ်တွေအနေနဲ့တော့စိတ်အေးသွားရပြီပဲဖြစ်ပါတယ်။ပရိသတ်တို့ရောအောင်ရဲလင်းနဲ့တိမ်မွေးတန်စင်ကိုသဘောတူပါသလားရှင်။